บางเส้นแบบบางเส้นแบบหนูคือละบางตามပြည်น้ำဆန်ခရိုင်မန်တုံမြို့မှာဒေတာတွင်မူရင်စေဝါကင်းစင်ရေးနဲ့မြို့ရွာအေးချမ်းသာရရေးအတွက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဌာနကရက်ကွက်အုပ်ချုပ်ရေးမှုတွေကိုတွဲဆုံဆွေးနွေးခဲ့ပါတယ်။ဇွန်လ12ရက်ကစူပါတွဲဆုံပွဲကိုပြုလုပ်ခဲ့ကြပြီးလုပ်ငန်းပူးပေါင်းဆောင်ရွက်ရမယ့်အခြေအနေတွေကိုအပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ရက်ကျေးအုပ်ချုပ်ရေးဘက်ကလည်းငါးလတာလှုပ်ရှားမှုနဲ့လုပ်ငန်းဆောင်တာများကိုဆွေးနွေးခဲ့ကြပြီးတော့လုပ်ငန်းအားတာချက်အားနည်းချက်တွေကိုရှင်းလင်းတင်ပြပြီးရှေ့လုပ်ငန်းစဉ်ကိုပါတင်ပြဆွေးနွေးခဲ့ကြပါတယ်။အဲ့ဒီဆွေးနွေးပွဲမှာမြို့နယ်ထွေထွေအုပ်ချုပ်ရေးဌာနကတာဝန်ရှိသူတွေနဲ့မြို့နယ်ရဲတပ်ဖွဲ့ရက်ကွက်အုပ်စုကြေးရွာစတဲ့အုပ်ချုပ်ရေးမှုတွေပါဝင်တက်ရောက်ပြီးလူဦးရေ90တက်ရောက်ခဲ့ပါတယ်။ကျွန်တော်ဘောင်ဘရောင်းပါချက်အခန်း3ကစေဝါသုံးစွဲသူကိုမတ်ပုံနေချင်းစေကုသချင်းနဲ့မတ်ပုံနေပဲပြည့်ချင်းအခန်း